လက်ဓာတ်ကိုအကောင်းမြင်ပြီးဒေါင်းထင်နေတဲ့ကောင်နေငှက်မသိတော့ဇရက်ကိုဂျိုးထင်တယ်ဘာမှမသိတဲ့ကောင်နေဟမ်အခုလဲမင်းတို့အထုံနှထုံနဲ့မဆက်ဖုတ်ကြီးကိုရှင်ဘရင်လို့ထင်နေကြတဲ့ကောင်နေအရှင်သခင်မကြီးလို့တင်စားထားတဲ့ကောင်နေတိတိပင်ကောင်းရင်ငှက်1000နားရတယ်တဲ့အခုတော့အထုံနှထုံနဲ့မဆက်ဖုတ်ကြီးကဘလောက်တောင်ကောင်းလို့တော့မင်းတို့အထမင်းကြုံအောက်မှာနေပြီးဆက်ဖုတ်ထဲမှာတွားရှူနေတဲ့ကောင်နေဆက်ဖုတ်ကိုတက်ရှူနေတဲ့ကောင်နေငါတို့ပြည်သူတွေအပေါ်မှာဒေါအောင်ဆန်းစုကြည်ရဲ့ကျေးဇူးကမူးလို့တောင်ရှူတရားမရှိဘူးကွာနော်ဟျောင်းနေငါတို့အတွက်တော့မူးလို့တောင်ရှူတရားမရှိပေမဲ့မင်းတို့အတွက်ကတော့ရှူတရားရှိတာငါသိပါတယ်ကွာနော်ကြက်ပိန်တော့ဇလုတ်တဲ့လူပိန်တော့ဆက်ဖုတ်တဲ့မင်းတို့ထမင်းရှုံအောက်ကိုရောက်သွားလို့ချင်းယဟန်တန်ဃာတွေကအစလူတက်ဖို့ကိုမြှောင်ပေးထားတယ်အဖိုးကြီးအဖွားကြီးတွေကအစမထားနဲ့ခလေးတငယ်တွေကအစမထားနဲ့ပြည်သူတွေဘာလို့ထားရမလဲဓာသွေးထားနော်ဘာမျိုးလုပ်ရမလဲဓာမျိုးလုပ်ရမယ်လေပင်ကိုလှီခိုင်းထားတာလေဟင်းဟျောင်းနေဆရာဝန်တွေကအစနင်တို့ဘောမတွေဂျားနေပြည်သူတွေတာကူးတွေနော်နောက်တစ်ချိန်ကျရင်ငါတို့နင်တို့ကိုအကုန်လုံးကိုတက်ပစ်မယ်ဆိုပြီးတော့ကြိမ်မောင်းထားတာလူအောက်တန်းစားတွေပဲကွာမင်းတို့ထမင်းချုံအောက်ကကောင်းနေမင်းတို့ထမင်းချုံအောက်မှာခေါင်းဆိုင်ပြီးတော့ဆက်ဖုတ်တော့ရှူပေါ့ကွာရှူတော့ရှူဒါပေမဲ့ခွေးလို့တော့လာမအူကြနဲ့ဟဲ့ကောင်နေလာမအူကြနဲ့ဟုတ်ပြီလားနော်